ဆိုတော့ကျွန်တော်ဒီအချိန်မှာအသက်ရှင်တဲ့ဖခင်ရဲ့နှုတ်ကပတ်တရားစကားကိုသူတို့ကကျွန်တော်ဆင်ခြင်သွားဖို့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နှုတ်ကပတ်တော်နဲ့အချိန်တိုင်းကိုခဏတော့ကျွန်တော်စက္ကန့်အနံဆူတောင်းရအောင်နော်အသက်ရှင်ကောင်းမြတ်တဲ့ဖခင်ဒီနေ့အချိန်တိုင်းအတွက်ယေရှုတင်တယ်နှုတ်ကပတ်တော်ရဲ့အရှင်ဟာကိုတော်ဖြစ်တယ်ဝိညာဉ်တော်ကျွန်တော်တို့ကိုတမန်တရားအလင်းဖွင့်ပြပါတောက်တစားပလာဖြစ်သုံးပါအနောက်ရှေ့ဖြစ်စီတတ်တဲ့အရာအလုံးကိုယေရှုနာမတော်မြတ်နဲ့ဖေရှားပါတယ်ခဏကျွန်တော်အသက်တာအချိန်တိုင်းနဲ့နှုတ်ကပတ်တော်ကိုကိုရောလက်ဝဲနဲ့အနံစက္ကဆုတောင်းတဲ့အခါအသက်ရှင်တော်မူသောကေသင်မရှင်သခင်ယေရှုခရစ်တော်၏မြတ်သောနာမ၌အလုံးယူသည်ချင်းဖြင့်ဆုတောင်းစက္ကအနံပါတယ်အဖထာဝရမြတ်စွာသောဘုရားသခင်အာမင်ဟုတ်ပြီဆိုတော့ကျွန်တော်တို့ဒီနေ့မှာတော့ကျွန်တော်ဘာအကြောင်းဝင်ငါခြင်းလဲဆိုတော့ဗျာဒိတ်တော်မရှိလင်ဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်တို့ကရှင်ချင်းနှလုံးသွင်းပြီးတော့မှခွန်အားယူသွားဖို့ဖြစ်ပါတယ်နော်ဆိုတော့ကျမ်းစာတစ်ပိုက်ဖတ်ရအောင်သုတ်တန်ကျမ်းအခန်းကြီး29အငယ်18ဖြစ်ပါတယ်သုတ်တန်အခန်းကြီး29အငယ်18ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တွေ့ရင်တစ်ချက်လောက်သူတို့ကကျွန်တော်တို့ဖတ်ချရအောင်နော်အငယ်18ဖြစ်ပါတယ်ဖတ်ချရအောင်ဗျာဒိတ်တော်မရှိလျင်လူတို့သည်အချိုးနှင့်ဖြစ်ကြ၏တရားတော်ကိုစောင့်တော်သူမူကားမင်္ဂလာရှိ၏အသက်ရှင်တဲ့နှုတ်ကပတ်တော်ဖြစ်တဲ့အတွက်ကြောင့်ကြားတဲ့သူရောက်တိုင်းဖျားရှင်အထူးကောင်းချီးမင်္ဂလာရှိပါစေဆိုတော့ဒီနေရာမှာကျွန်တော်တို့ဗျာဒိတ်တော်မရှိလျင်ဆိုဗျာဒိတ်တော်ဆိုတော့ဒီနေရာမှာအင်္ဂလိပ်လိုဆိုလို့ရှိရင် revelation ဆိုတာကိုကျွန်တော်တို့ဖော်ပြတာတွေ့တယ် NIV မှာတော့ now the chance of version ဒီမှာတော့ဗျာဒိတ်တော်ဆိုတဲ့နေရာမှာ vision ဆိုပြီးတော့မှဖော်ပြတာလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒါပေမဲ့ဒီနေရာမှာတော့အထူးသဖြင့်ကျွန်တော် revelation ဆိုတဲ့အပိုင်းကိုကျွန်တော်အဓိကထားပြီးတော့မှကျွန်တော်ပြောချင်တာဖြစ်တယ်ဆိုတော့ဗျာဒိတ်တော်ဆိုတဲ့အရာကတနည်းအားဖြင့်ကျွန်တော်နားလေတဲ့စကားမျိုးနဲ့ကျွန်တော်ပြောမယ်ဆိုရင်ဘာကိုပြောချင်တာလဲဆိုတော့ဖျားစကားနဲ့သွန်သင်လမ်းပြခြင်းကိုပြောချင်တာဖြစ်တယ်နော်ဒါကြောင့်လူတစ်ယောက်ရဲ့အသက်တာထဲမှာဖျားစကားသွန်သင်လမ်းပြခြင်းဖျားစကားသူ့အသက်တာထဲမှာနော်မရှိတော့ဘူးဆိုလို့ရှိရင်အကျိုးနည်းဖြစ်တယ်လို့ပြောပါတယ်အကျိုးနည်းတယ်ဆိုတာကကျွန်တော်တို့အားလုံးသိတယ်နော်အားနည်းခြင်းတွေများစွာဖြစ်လာမယ်နော်နောက်ပြီးတော့မှဝမ်းနည်းစရာတွေဖြစ်လာမယ်ဆုံးရှုံးမှုတွေရှိလာနိုင်တယ်နော်ဒါကြောင့်ကျွန်တော်တို့အသက်တာထဲမှာဖျားစကားကိုပြောနေတဲ့ဖျားစကားကိုလမ်းပြနေတဲ့ဖျားစကားကိုတွင်တင်ပဲ့ပြနေသောဖျားစကားအသက်တာထဲမှာရှိဖို့ရန်အတွက်အလွန်အရေးကြီးတယ်ဆိုတာကိုကျွန်တော်တို့နားလေရဒီနေ့ကျွန်တော်တို့ရဲ့ဘဝအသက်တာမောင်းနေနေတဲ့အရာဘာဖြစ်မလဲကျွန်တော်တို့ရဲ့ဘဝအသက်တာကိုဆွဲခေါ်နေတဲ့အရာဘာဖြစ်မလဲကျွန်တော်တို့မိခူနေတဲ့အရာနော်ဘာဖြစ်မလဲဒီနေ့ကျွန်တော်တို့အသက်တာတွေမှာအဓိကကျွန်တော်တို့ကိုမောင်းနှင်ဆွဲခေါ်ကျွန်တော်တို့နော်မိခူရမယ့်အရာကဗျာဒိတ်တော်တည်းဟူသောဖျားစကားဖြစ်ပါစေအာမင်ဟုတ်ပြီဆိုတော့ကျမ်းစာမှာကျွန်တော်ကြည့်တဲ့အခါမှာအေလိခေတ်မှာပေါ့နော်အေလိဆိုတာကကျွန်တော်တို့ရှမွေလရဲ့လက်ဦးဆရာပေါ့နော်အေလိဆိုတော့သူခေတ်မှာကျမ်းစာမှာဘာပြောလဲဆိုလို့ရှိရင်ဗျာဒိတ်တော်အလွန်နေတယ်ဆိုပြီးတော့မှဖော်ပြထားတော့ကျွန်တော်တွေ့ရတယ်အဲ့ဒါဓမ္မရာဇဝင်ပထမဆောင်တစ်ချက်လောက်ကျွန်တော်ကြည့်အောင်ဓမ္မရာဇဝင်ပထမဆောင်အခန်းကြီး1ဓမ္မရာဇဝင်ပထမဆောင်အခန်းကြီး3အခန်းငယ်1ဖြစ်ပါတယ်သူငယ်ရှမွေလသည်အေလိရှေတွင်ထာဝရဘုရား၏အမှုတော်ကိုဆောင်ရွက်လေထိုကာလ၌ထာဝရဘုရား၏နှုတ်ကပတ်တော်သည်နေပါ၏ထင်ရှားသောယူပါယုံမရှိဆိုတော့အောက်မှာကျွန်တော်ဆက်ကြည့်တဲ့အခါမှာအေလိအကြောင်းကိုထပ်ပြီးတော့ဖော်ပြတယ်တယံရောအခါအေလိသည်မိမိနေရာ၌အိပ်လျက်သူ၏မျက်စိမုံသောကြောင့်မမြင်နိုင်သည်ကာလ
ဖျားသခင်ဤတက်တာတော်ရှိရာထာဝရဘုရားအိမ်တော်၌မိခွက်မသေးမီရှမွေလသည်လည်းအိတ်လျက်ရှိသောအခါဆိုတော့ဒီအခြေအနေကတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဝိညာဉ်ရမှာဥဆောင်တဲ့ရှမွေလဟာမျက်စိမုံနေပြီတနည်းအားဖြင့်ပြောမယ်ဆိုရင်သူ့အသက်တာထဲမှာရှင်းရှင်းလင်းလင်းသူမမြင်ရဘူးနော်အဲ့ဒီအခါမှာဣသရေလလူမျိုးတွေအတွက်ဘာဖြစ်လဲဆိုလို့ရှိရင်ဗျာဒိတ်တော်ဒီဟူသောဖျားစကားအလွန်နေတယ်လို့ပြောပါနော်ဒါကြောင့်အဲ့ဒီရဲ့အကျိုးဆက်ကဘာလဲဆိုလို့ရှိရင်အေလိရဲ့သားသမီးတွေကလည်းနော်ဗယံမတာဖြစ်တယ်နော်ပြီးဝိညာဉ်ရမှာဝိပုကိုးကွယ်ခြင်းအပိုင်းဆိုင်ရာမှာလည်းမလုတ်တင်တာတွေလုတ်တယ်မမားတင်တာတွေမားတယ်ဆိုတော့ဣသရေလတစ်မျိုးလုံးရဲ့ဝိညာဉ်ရအခြေအနေတွေကအများကြီးယူယွင်းပျက်စီးတာကိုကျွန်တော်တွေ့ရတယ်။ဘာကြောင့်လဲဆိုတော့အသက်တာထဲမှာဗျာဒိတ်တော်စကားသူတို့ကိုတွင်တင်ပဲ့ပြင်လမ်းပြနေသောဖျားစကားဟာအလွန်နေပါတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်အသက်တာထဲမှာတခြားသောအရာတွေခေါင်းပါတဲ့အရာတွေအများရှိပါတယ်။ဒါပေမဲ့အသက်တာထဲမှာဖျားစကားဗျာဒိတ်တော်တော့မခေါင်းပါဖို့ရန်အတွက်ကျွန်တော်ဂရုစိုက်ဖို့အရေးကြီးပါတယ်။အာမင်။ဆိုတော့အောက်မှာကျွန်တော်တို့ချမ်းသာမှာကျွန်တော်ဆက်ပြီးတော့ကျွန်တော်ကြည့်ရအောင်ကျွန်တော်အသက်တာထဲမှာနော်ဖျားသခင်ရဲ့ဗျာဒိတ်တော်ဖျားစကားကကျွန်တော်တို့ကိုဥဆောင်ပါစေအာမင်ဆိုချမ်းသာမှာကျွန်တော်ကြည့်တဲ့အခါမှာဒီအာဗြဟံရဲ့အသက်တာနဲ့နောက်တယောက်ကအေလိမလက်တို့နော်နောမီတို့နော်သူတို့မိသားစု၄ယောက်ဆိုတော့ဖြစ်တဲ့အခြေအနေကတော့တော်တော်လေးတူတဲ့အနေအထားမျိုးတွေ့ရပါတယ်ဆိုတော့ဒီအာဗြဟံရဲ့အသက်တာထဲမှာဘုရားသခင်ကကပောက်ကြံခိုင်းစနစ်ထဲမှာသူ့ကိုစကားပြောတယ်သင်နေတဲ့ပြည်ထဲကနေပြီးတော့မှထွက်ခဲ့ပါဒီချက်လောက်ကြည့်လိုက်အောင်နော်ကပောက်ကြံခိုင်းကြီးစနစ်ကပောက်ကြံခိုင်းစနစ်အပိုင်ငယ်တစ်ထာဝရဘုရားသည်လည်းအာဗြဟံကိုခေါ်တော်မူ၍သင်ဤပြည်နှင့်တကွအမျိုးသားချင်းပေါက်ဖော်များထဲကထွက်ပြီးလျင်ငါပြလက်တန်တော်ပြည်သို့သွားလော့ငါသည်သင်ကိုလူမျိုးကြီးဖြစ်စေမည်ငါကောင်းကြီးပေး၍သင်ဤနာမကိုကြီးမြတ်စေမည်သင်သည်ကောင်းကြီးခံရတော်သူဖြစ်လိမ့်မည်ဒါတော့ပဲကျွန်တော်ဖတ်မယ်နော်ဆိုတော့ဘုရားသခင်ကအာဗြဟံကိုစကားပြောတယ်မင်းနေတဲ့နော်ဒီပြည်ကနေပြီးတော့မှမင်းရဲ့ဆွေမျိုးသားချင်းပေါက်ဖော်တွေထဲကနေပြီးတော့မှထွက်ပြီးတော့မှတဲ့ငါပြလက်တန်သောပြည်ကိုသွားပါလို့ပြောပါတယ်ဆိုဒီနေရာမှာအာဗြဟံရဲ့တက်တာထဲမှာသူဒီအင်မတန်မှအစင်ပြေတဲ့အခြေအနေဖြစ်မယ်နော်တက်တောင့်တက်တာရှိတဲ့ဆွေမျိုးသားချင်းတွေနဲ့တက်တက်ဝန်းဝန်းနေရတဲ့အခြေအနေဖြစ်ပါတယ်ဒါပေမဲ့ဒီအချိန်မှာဖျားသခင်ရဲ့စကားရောက်လာတယ်တနည်းအားဖြင့်ဗျာဒိတ်တော်ရောက်လာတယ်အာဗြဟံအတွက်အဲ့ဒီခါမှာအာဗြဟံကအဲ့ဒီဘုရားစကားကိုနားထောင်ပြီးတော့မှဗျာဒိတ်တော်နောက်ကိုသူလိုက်ခဲ့တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နောက်ပိုင်းကိုကျွန်တော်ကြည့်တဲ့အခါမှာအဲ့ဒီဗျာဒိတ်တော်နောက်ကိုလိုက်တဲ့အာဗြဟံရဲ့အသက်တာထဲမှာညာစွာသောကောင်းကြီးမင်္ဂလာတွေနဲ့လူမျိုးအများရဲ့အဖအဖြစ်ဘုရားခင်ကသူ့ကိုကောင်းကြီးပေးချီးမြှောက်ခဲ့တယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်။တကယ်လို့များအာဗြဟံကဒီစကားကိုမလိုက်ခဲ့ဘူးဆိုရင်နော်ကျွန်တော်တို့စဉ်းစားမယ်ဆိုလို့ရှိရင်ဒီလောက်ကြီးကြီးကျယ်တဲ့ယုံကြည်ခြင်းဖခင်ဖြစ်လာခြင်းမှဖြစ်လာမယ်။နော်ဒါပေမဲ့အာဗြဟံကဗျာဒိတ်တော်နောက်ကိုလိုက်ခဲ့တာဖြစ်ပါတယ်။အာမင်။ Now အေလိမလက်နဲ့နောမီတို့ကြတော့သူတို့တိုင်းပြည်မှာဒါရူတာဝတ္ထုအခန်းကြီး1ထဲမှာကျွန်တော်တို့ဖတ်ရင်ကျွန်တော်တွေ့နိုင်တယ်နော်သူတို့တိုင်းပြည်မှာအစာခေါင်းပါခြင်းရောက်လာတယ်အဲ့ဒီအခါမှာသူတို့စဉ်းစားတယ်အော်ဘယ်ကိုသွားရင်ကောင်းမလဲဆိုတော့သူတို့စဉ်းစားတာကတော့အဲ့ဒီဗက်လီမျိုးဆိုတဲ့နေရာသူတို့နေတဲ့နေရာအဲ့ဒီအောက်ကိုကျွန်တော်ဆင်းသွားလိုက်ရင်မောဘပြည်ဆိုတာရှိတယ်အဲ့တော့အဲ့ဒီမောဘပြည်ကသူတို့မျက်စိထဲမှာတော်တော်လေးစီးပွားရေးကောင်းတယ်တော်တော်လေးအဆင်ပြေတယ်လို့သူတို့နော်ထင်ပုံရပါတယ်ဒါကြောင့်သူတို့ကဘာမှမစဉ်းစားတော့ဘူးသူတို့ရှိတဲ့လေယာနော်အိမ်ဒီပါနေအကုန်လုံးကျွဲနွားနော်တရိษံနေအကုန်ရောင်းပြီးတော့မှသူတို့ကဘာလုပ်လဲဆိုတော့မောဘပြည်ကိုဆင်းသွားတယ်ဘာမပါဘူးလဲဆိုရင်
ဗျာဒိတ်တော်မပါဘူးဒါကြောင့်အောက်ကိုဆင်းသွားတဲ့အခါမှာကျွန်တော်တို့10နှစ်နေတယ်လို့ပြောတယ်10နှစ်အတော်အတွင်းမှာယောက်ျား3ယောက်တည်သွားတယ်သား2ယောက်တည်တယ်သူ့ယောက်ျားအေလိမလက်လည်းတည်သွားတယ်ပြီးရင်နော်စိတ်တက်လည်းအများကြီးနောမီကစိတ်တက်တွေလည်းကြတယ်အဲ့လိုအခြေအနေကိုကြုံတွေ့ရဆိုတော့ပြောချင်တာကဘာလဲဆိုလို့ရှိရင်ဗျာဒိတ်တော်မပါဘဲနဲ့သွားတဲ့လှုပ်တဲ့အရာတွေကကျွန်တော်တို့အတွက်အကျိုးနည်းတယ်ဆိုတာကိုကျွန်တော်တို့နားလည်ဖို့လိုတယ်အာမင်ဆိုအာဗြဟံကသူ့အနေနဲ့ဒီဟာကိုထားပြီးတော့စွန့်စားပြီးတော့သူထွက်ဖို့သွားဖို့နေမြေတစ်ကိုရှာဖို့ဆိုတာကလူအနေနဲ့စဉ်းစားရင်တော်တော်ကြီးကိုအစင်မပြေတဲ့နေရာခက်ခဲတဲ့နေရာဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့ဗျာဒိတ်တော်ကဖျားစကားကသူ့ကိုဥဆောင်တဲ့အခါမှာအဲ့ဒီနောက်ကိုလိုက်တဲ့အခါမှာဖျားသခင်ကသူ့စကားအတိုင်းသူ့ဂတိတော်တွေကိုအာဗြဟံရဲ့အသက်တာထဲမှာအများကြီးပြည့်စုံစေတယ်ဆိုတာကိုကျွန်တော်တွေ့ရဖျားရှင်နာမဘုန်းကြီးပါစေအာမင်တော့ဒီနေ့ကျွန်တော်အသက်တာထဲမှာဘာရှိဖို့အရေးကြီးလဲဗျာဒိတ်တော်ရှိဖို့အရန်အရေးကြီးတယ်ကျွန်တော်တို့မှာမရှိတာတွေအများကြီးဖြစ်နိုင်ပါတယ်တားမရှိတာဖြစ်နိုင်ပါတယ်အိမ်မရှိတာဖြစ်နိုင်ပါတယ်နော်အနာဂတ်ဒီဝေဝေဝါဝါတည်တည်ကြကြမရှိတာမျိုးတွေလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါပေမဲ့အဲ့ဒီအရာထဲမှာကျွန်တော်အသက်တာထဲမှာအရေးကြီးတဲ့အရာကဗျာဒိတ်တော်ဆိုရဲကျွန်တော်တို့ကိုစကားပြောနေတဲ့ဖျားစကားကျွန်တော်တို့ကိုပဲ့ပြနေတဲ့ဖျားစကားကျွန်တော်တို့ကိုဆွဲခေါ်နေတဲ့ဖျားစကားကျွန်တော်တို့ကိုကောင်းချီးမင်္ဂလာဖြစ်စေတဲ့ဖျားစကားတော့မရှိလို့မရဘူးဖျားရှင်နာမဘုန်းကြီးပါစေဆိုတော့ကျမ်းစာမှာကျွန်တော်ဆက်ပြီးတော့မှကြုံကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်အသက်တာထဲမှာနော်တခါတလေဖျားပြောတဲ့စကားတွေဖျားလုပ်တဲ့အရာတွေကိုကျွန်တော်တို့အားလုံးနားမလည်နိုင်ပါဘူးဒါပေမဲ့ကျွန်တော်အသက်တာထဲမှာအမြဲတမ်းနားမလည်တဲ့အရာကြီးကိုအတင်းကြီးနားလည်အောင်ကြီးစူးစမ်းနေတာမျိုးနားလည်မှငါလုပ်မယ်နားလည်မှငါလိုက်မယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ဖျားစကားဖျားလုပ်တဲ့အမှုအရာနဲ့ပတ်သက်ရင်ကျွန်တော်အသက်တာထဲမှာနားလည်ဖို့စူးစမ်းတာထက်ကျွန်တော်တို့နားထောင်တော်သူအာမင်ဝန်ခံတော်သူဖြစ်ဖို့ရန်အတွက်ပို့ပြီးတော့အရေးကြီးတာဖြစ်တယ်ကျွန်တော်တို့မှာဗျာဒိတ်တော်ရောက်လာတဲ့အခါမှာဖျားစကားရောက်လာတဲ့အခါမှာကျွန်တော်နားလည်ခြင်းမှနားလည်မယ်အားလုံးဒါပေမဲ့နားထောင်လိုက်ပါဝန်ခံလိုက်ပါဆိုမာရိရဲ့အသက်တာကိုကျွန်တော်ကြည့်တဲ့အခါမှာကောင်းကင်တမန်ကမာရိစီကိုလာတယ်နော်သူကအပြိုကညာပဲရှိသေးတယ်ယောက်ျားနဲ့လည်းနော်နေပူးတာလည်းမဟုတ်ဘူးဒါပေမဲ့ကောင်းကင်တမန်ကသူ့ကိုတုံလုပ်စရာကောင်းတဲ့စကားလာပြောတယ်နော်မင်းတားယောက်ျားမွေးမယ်ဗတိတိတွေဆွဲမယ်လို့ပြောတဲ့အခါမှာလူအနေနဲ့နော်အပြိုတယောက်အနေနဲ့ तू တော်တော်လေးကိုတုံလုပ်စွာဖြင့် तू အဲ့ဒီစကားကို तू နားထောင်ရတဲ့အခြေအနေမျိုးဒါပေမဲ့ तू ကဒီနေရာမှာအော်ငါနားမလဲဘူးဘာတွေလာပြောနေလားလဲမသိဘူးတွားဆိုပြီးတော့ဖျားစကားကို तू ကမငင်းပေခဲ့ဘူး तू ကဘာလုပ်လဲနားမလဲဘူးနော်ဒါပေမဲ့ तू ဘာလုပ်လဲဝန်ခံတယ်ကိုရောအလိုတော်ကိုရောစီကလာတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အသက်တာထဲမှာကိုရောအလိုတော်ပြည့်စုံပါစေအာမင်အဲ့ဒီအခါမှာအံ့ဩစရာပါပဲမာရိရဲ့ဘဝအသက်တာထဲမှာထူးခြားသောအမျိုးသမီးဖြစ်လာတယ်ဖခင်မျက်နှာရသောဂယုဏတော်ခံရသောအမျိုးသမီးဖြစ်လာတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ဖခင်သခင်ချီးမြှောက်သောအမျိုးသမီးဖြစ်လာတယ်ဆိုတာကိုကျွန်တော်တွေ့ရတော့ဒီနေ့ကျွန်တော်အသက်တာထဲမှာဖခင်စကားနဲ့ပတ်သက်ရင်ဖခင်ကျွန်တော်တို့အသက်တာပေါ်မှာလှုပ်နေတဲ့အလုပ်တွေနဲ့ပတ်သက်ရင်ကျွန်တော်တို့တချို့တလေမှာတချို့အချိန်တွေမှာနားလေမှုအတင်မကြိုးစားပါနဲ့ဘာကိုတော့ဘာကြောင့်ဖြစ်ရတာလဲဘာကြောင့်ကျွန်တော်အသက်တာထဲမှာဒီလိုကြုံရတာလဲသူ့လက်တောင်းရတာနဲ့အသက်တာလည်းပြင်ဆင်ရတာနဲ့ဘာကြောင့်ဒီလိုဖြစ်လာတာလဲဘာကြောင့်ဒီလိုကြုံရတာလဲဆိုတော့ကျွန်တော်နားမလေတဲ့အခြေအနေတွေအများကြီးကျွန်တော်တို့အသက်တာထဲမှာဖြစ်နိုင်ပါတယ်ဒါပေမဲ့ဗျာဒိတ်တော်ရှိနေရင်အဲ့ဒီဗျာဒိတ်တော်ဖျားစကားကိုသင်ဝန်ခံပါနားမလေပေမဲ့ဝန်ခံပါသင်နားမလေပေမဲ့ဖျားလုပ်နေတဲ့အရာတွေကိုသင်ဝန်ခံပါချီးမွမ်းလိုက်ပါအာမင်ဆိုတော့မကြာခင်မှာဖျားသခင်လက်တော်ကျွန်တော်တို့ရဲ့အသက်တာထဲမှာကြီးမားစွာမြင်တွေ့ရမှာဖြစ်ပါတယ်ဖျားရှင်နာမဘုန်းကြီးပါစေအာမင်
ဆိုတော့ကျွန်တော်တို့ကျမ်းစာမှာတစ်ချက်လောက်ကြည့်အောင်တုတ်တန်ကျမ်းခန်းကြီး73တုတ်တန်ကျမ်းခန်းကြီး73အခန်းငယ်73တွေ့လားတုတ်တန်ကျမ်းခန်းကြီး73အခန်းငယ်73နှုတ်ကပတ်တော်ကိုမထီမဲ့မြင်ပြုသောသူသည်ပျက်စီးလိမ့်မည်ပညာတရားတော်ကိုခံညာသောသူမူကားချမ်းသာရလိမ့်မည်အပေါ်ပိုင်းကိုအဓိကကျွန်တော်ပြောချင်တယ်နှုတ်ကပတ်တော်ကိုမထီမဲ့မြင်ပြုသောသူသည်ပျက်စီးလိမ့်မည်ပြောချင်တာကဘာလဲဆိုဘုရားရဲ့ဗျာဒိတ်တော်ကျွန်တော်တို့ကိုစကားပြောနေတဲ့ဘုရားစကားကျွန်တော်တို့ကိုပဲ့ပင်နေတဲ့ဘုရားစကားကျွန်တော်တို့ကိုလမ်းပြနေတဲ့ဘုရားစကားကိုမထီမဲ့မြင်ပြုတယ်ဂယုမဆိုင်ဘူးဆိုရင်ဘာဖြစ်မလဲပျက်စီးခြင်းရှိတယ်ဆိုတာကိုကျွန်တော်တွေ့ရနော်နောက်ပြီးတော့မှကျမ်းစာမှာကျွန်တော်တို့ဣဇေရဲ့အသက်တာကိုကျွန်တော်နည်းနည်းလေးကြည့်ရနော်ဗျာဒိတ်တော်ကကျွန်တော်တို့အသက်တာကိုဥဆောင်ဖို့အရေးကြီးတယ်လို့ကျွန်တော်တို့ပြောပါတယ်တော့ကပ္ပဦးကျမ်းခန်း26ကပ္ပဦးကျမ်းခန်း26အခန်းငယ်တစ်ကနေပြီးတော့မှ3အထိဖတ်ကြည့်အောင်အာဗြဟံလက်ထက်ထိုပြည်၌ဖြစ်ပူးသောအစာခေါင်းပါခြင်းမှတပါနောက်တစ်ဖန်အစာခေါင်းပါခြင်းရှိပြန်သည်ဖြစ်၍ဣဇက်ဒီဖိလိတိမင်းကြီးအဘိမလက်နေရာဂေရာမြို့သို့သွားလေ၏ထာဝရဘုရားသည်လည်းသူ့အားထင်ရှား၍သင်သည်အေဂုတုပြည်သို့မသွားနှင့်ငါပြောလက်တန်တော်ပြည်၌နေလောယခုဤပြည်၌တေးခူ၍နေလောသင်ဘက်မှငါနေ၍ကောင်းကြီးပေးမည်အကြောင်းမူကားသင်နှင့်သင်ဤအမျိုးအနွယ်အားဤပြည်ရှိသမျှတို့ကိုငါပေးမည်သင်ဤအဘအာဗြဟံအားငါကျင့်ဆိုသောစကားဒီရှိတဲ့တိုင်းငါပြုမိအာမင်အသက်ရှင်တဲ့နှုတ်ကပတ်တော်ဖြစ်တဲ့အတွက်ကြောင့်ကြားတဲ့သူအရောက်တိုင်းဖျားရှင်ထူကောင်းခြင်းမင်္ဂလာရှိပါစေဆိုတော့ဒီနေရာမှာအာဗြဟံခေတ်တုန်းကကြုံခဲ့ဖူးသောအစာခေါင်းပါခြင်းဣဇက်ရဲ့အဖေအာဗြဟံသူ့ခေတ်မှာလည်းပဲဣသရေလတိုင်းပြည်ဟာအလွန်ပဲခေါင်းပါတဲ့အခြေအနေတစ်ခုရှိခဲ့တယ်လို့ပြောပါတယ်เนาะအစာခေါင်းပါတဲ့ဆိုတာကကျွန်တော်တို့စားစရာမရှိဘူးတော်တော်လေးကိုခက်ခဲတဲ့အခြေအနေမျိုးဖြစ်ပါတယ်ကြက်တေးတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အခုမြန်မာပြည်ရဲ့အခြေအနေเนาะကျွန်တော်တို့ကြတော့ဘုရားသခင်ကြီးစုတော်ကြောင့်เนาะအရန်ကြီးခက်ခဲပေမဲ့ခက်ခဲတယ်လို့သိပြီးတော့မှမခံစားရတာလဲဒါလဲဘုရားသခင်ရဲ့တကူတော်ကြောင့်ဖြစ်ပါတယ်ကျမ်းစာထဲမှာပြောပါတယ်เนาะမြစ်နားမှာစိုက်တဲ့အပြင်နေပူရှင်ရောက်ကြောင်းကိုမသိဘူးလို့ပြောပါတယ်เนาะဆိုတော့ကျွန်တော်တို့ဘုရားမျက်မှောက်တော်ရဲ့အပြင်မှာเนาะတော်တော်လေးကိုခက်ခဲပါတယ်ဒါကြောင့်ဆိုးသွမ်းမှုတွေခိုးမှုတွေလူမှုတွေဓမြတိုက်မှုတွေအရန်ကိုများလာတယ်ဘာဖြစ်လို့လဲဆိုတော့ခစ်ကြီးကမကောင်းတဲ့အခါမှာเนาะအဲ့လိုလူတွေကမကောင်းတာတွေအများကြီးဒုစရိုက်တွေအများကြီးဖြစ်လာတယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်နော်ဆိုတော့ခေါင်းပါတဲ့ကာလခက်ခဲတဲ့ကာလနော်ဖြတ်တန်းရတဲ့အခြေအနေဖြစ်တယ်ဆိုတော့အဲ့ဒီအချိန်မှာဘုရားသခင်ရဲ့ဂတိစကားကဘုရားစကားဗျာဒိတ်တော်ကဣဇက်အတွက်ရောက်လာတယ်ဆိုတော့ तू ကလည်းစဉ်းစားတယ် तू ဥမာမြေပုံထဲမှာဆိုလို့ရှိရင်ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဣသရေလတိုင်းပြည်ကတော့ဒါအပေါ်ဘက်မှာရှိတယ်နော်အပေါ်ဘက်မှာရှိတယ်ပြီးရင်အေဂုတုပြည်ကဒီလိုအောက်ဘက်နော်အောက်ဘက်နည်းနည်းလေးခတ်ဆောင်းဆောင်းမှာရှိပါတယ်အေဂုတုပြည်ဆိုတာနော်ဒီအေဂုတုပြည်ကတော့ဆိုတော့အဲ့ဒီအေဂုတုပြည်မှာကြတော့ဖျားကိုမသိတဲ့လူတွေများတော့အဖြစ်နေတယ်နော်ပြီးလို့ရှိရင်သူတို့ကအလုတ်လုတ်တဲ့အခါမှာသူတို့လက်နဲ့လုတ်တဲ့အရာကိုစားရတယ်သူတို့ခြေတော့လုတ်မှဘာပြောရလဲအစာစားရတယ်ပြီးလို့ရှိရင်ဣဇက်ကကြည့်လိုက်တဲ့အခါမှာအေဂုတုပြည်မှာအခုသူတို့နေတဲ့နေရာထက်ပိုပြီးတော့အဆင်ပြေတယ်လို့သူမြင်တယ်
နိုင်မြဝမ်းကြီးရှိတယ်အဲ့နိုင်မြဝမ်းကကုန်စီကူတန်းရောင်းဝယ်ရေးအရာအဆင်ပြေတယ်ရှေ့တုန်းကတော့ကျွန်တော်တို့ဒါလီရင်တွေတခြားပေါ့နော်ဒါယထာတွေကားတွေတိတ်မရှိတဲ့အခါမှာဘာနဲ့အားပြုပြီးတော့မှကုန်စီစီစဉ်လဲဆိုလို့ရှိရင်တင်းဘောနဲ့သွားတယ်အဲ့တော့နိုင်မြဝမ်းရှိတဲ့အခါမှာအရာအဆင်ပြေတယ်စိုက်ပျိုးမွေးမြူရေးအရန်ကောင်းတယ်နိုင်မြဝမ်းမှာဆိုတော့အဲ့ဒီအဂုတုပြည်ကလူတွေကထလာတယ်နဲ့သူတို့ကအလုတ်ပဲပြီးလို့ရှိရင်သူတို့ရဲ့အရင်မြစ်ကဘာဖြစ်နေလဲဆိုတော့မြင်ရတဲ့အရာတွေဖြစ်တယ်နော်နိုင်မြဝမ်းအော်ဒါရှိလို့အရာအဆင်ပြေတယ်စိုက်ပျိုးမွေးမြူရေးအဆင်ပြေတယ်ဆိုတော့ကောင်းချီးပေးတဲ့ဖျားကိုသူတို့ကမသိတော့ဘူးမြင်ရတဲ့အရာတွေအပေါ်မှာပဲသူတို့ကမိခိုပြီးတော့မှအသက်ရှင်ကြတယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်ဒါကြောင့်ဘုရားသခင်ကဣဆက်ကိုဗာလဲဆိုတော့အဲ့ဒီနေရာကိုမသွားစေခြင်းဘူးအဲ့ဒီဂတိတော်ပြည်မှာပဲဗာဖြစ်စေခြင်းလဲရှိစေခြင်းတယ်ဘုရားသခင်ကဆိုဂတိတော်ပြည်ဆိုတာဘုရားသခင်ကောင်းချီးပေးထားတဲ့နေရာဖြစ်တယ်ဘုရားဂတိတော်ရှိတဲ့နေရာဖြစ်ပါအာမင်ဒါကြောင့်ကျွန်တော်ပြောပြခြင်းနဲ့ကျွန်တော်အသက်တာထဲမှာတခါတလေဘုရားနဲ့သွားရင်းနဲ့ဘုရားဂတိတော်ကိုယုံကြည်စိတ်ချရင်းနဲ့ခက်ခဲတဲ့အခြေအနေရှိတတ်ပါတယ်ဂတိတော်မှာပြည်မှာနေရင်းနဲ့မှဒုက္ခရောက်တဲ့အချိန်တွေရှိတတ်ပါတယ်ခေါင်းပါတဲ့အချိန်တွေရှိတတ်ပါဒါပေမဲ့ဘုရားသခင်ကကျွန်တော်တို့ကိုပြစ်မထားဘူးအာမင်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဘုရားကိုယုံကြည်ရင်းနဲ့ဘုရားသခင်ကိုနော်ဂတိတော်ကိုစိတ်ချသွားနေရင်းနဲ့တခါတလေခက်ခဲတဲ့အခြေအနေရှိတယ်အဆင်မပြေတဲ့အချိန်ရှိတယ်ဒါပေမဲ့ဘယ်တော့မှအဲ့ဒီဂတိတော်ကိုစွန့်ပြီးတော့မှယုံကြည်ခြင်းကိုစွန့်ပြီးတော့မှကိုယ့်အကြံစီနဲ့ကိုယ့်သဘောနဲ့မသွားနဲ့ဆိုတာကိုပြောချင်တာဖြစ်ပါတယ်အာမင်ကိုယ့်အကြံစီကိုယ့်သဘောနဲ့သွားရင်ပို့ပြီးတော့ကြီးမားတဲ့အဖို့ခါတွေကျွန်တော်တို့ပေးရမှာဖြစ်ပါတယ်ဒါပေမဲ့ဘုရားဂတိတော်ကိုစိတ်ချနေရင်အဲ့ဒီဂတိတော်အတိုင်းခက်ခဲတဲ့အရာတွေကိုကြော်ပြီးတော့မှဂတိတော်ဟာသိအသက်တာထဲမှာပြည့်စုံလာအောင်ဘုရားသခင်လုပ်မှာဖြစ်ပါတယ်အာမင်ဆိုဒီနေရာမှာဘုရားသခင်ကဣဆက်ကိုနော်အေဂုတုပြည်ကိုမသွားနဲ့တဲ့ငါပြောလက်တန်တော်ပြည်၌နေလို့ဒီမှာပဲဆက်ပြီးတော့ဗာဖြစ်ပါလဲနေပါဒီမှာပဲဆက်ပြီးတော့သူနေတဲ့နေရာကဂတိတော်ပြည်ဖြစ်တယ်အဲ့ဒီမှာပဲဆက်ပြီးတော့နေပါတဲ့ငါကောင်းချီးပေးမယ်တဲ့နော်ငါကောင်းချီးပေးမယ်အာမင်ဆိုဘုရားသခင်ကဣဆက်အတွက်ဗျာဒိတ်တော်ရောက်လာတယ်အာမင်ဆိုတော့ဒီအချိန်ဒီမှာဣဆက်အတွက်တော်တော်လေးကိုစဉ်းစားရဆုံးဖြတ်ရခက်တဲ့အခြေအနေမျိုးဖြစ်ပါတယ်သူကပြောမယ်ဆိုရင်အိမ်တော်ဦးစီးဖြစ်ပါတယ်သူ့မှာကျွန်နေလဲအများရှိတယ်သားသမီးတွေရှိတယ်သူ့မှာသူနွားတရက္ဆာနေအများရှိတယ်သူတို့ကမွေးမြူရေးစိုက်ပျိုးရေးလုပ်တဲ့သူတွေတကယ်လို့များအစာခေါင်းပါမယ်မိုးခေါင်ရေရှားဖြစ်မယ်ဆိုရင်သူ့ရဲ့ဆုံးဖြတ်ချက်တစ်ချက်မားရင်နော်သူတို့တတိတန်းကြီးဒုက္ခရောက်မဲ့အခြေအနေမျိုးဖြစ်ပါအဲ့တော့အခုသူနေတဲ့နေရာသူရှိနေတဲ့နေရာခေါင်းပါခြင်းဖြစ်နေပြီနော်မိုးခေါင်ရေရှားတွေဖြစ်နေပြီအဲ့တော့ဒီအချိန်မှာသူ့အတွင်းထဲမှာတော်တော်လေးကိုသူယုံကန်ရမယ်လို့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့ तू ကဘာကိုရွေးချယ်တယ်အဲ့ကိုတို့ပြေကိုမသွားနဲ့တဲ့ဒီမှာပဲဆက်နေပါငါမင်းကိုကောင်းချီးပေးမယ်ဆိုတော့ဘာမှမဖြစ်လာခင်ဘာမှနော်မထူးခြားတဲ့အခြေအနေမှာဖျားဗျာဒိတ်တော်သူ့အတွက်ရောက်လာတယ်အဲ့ဒီအရာကို तू ရွေးချယ်ယုံကြည်တယ် तू ကအာမင်အဲ့ဒါကြောင့်ဒီကပ္ပဦးချမ်းခိုင်း26ပဲဒီဘက်မှာအခန်းငယ်7ကိုကျွန်တော်တစ်ချက်လောက်ကြည့်ရအောင်အခန်းငယ်7:73ထိုပြည်၌ဣဇက်ဒီမျိုးစေ့ကိုချေး၍တနစ်ချင်းတွင်အဆတရားသောအတိအနံကိုရလေ၏ထာဝရဘုရားသည်လည်းကောင်းချီးပေးတော်မူသဖြင့်သူသည်ကြီးပွား၍အလွန်စည်းစိမ်ကြီးသည့်တိုင်အောင်တိုးတက်လျက်စီးပွားဥစ္စာများပြားစွာဖြစ်လေ၏အသက်ရှင်တဲ့ဘုရားရဲ့နှုတ်ကပတ်တော်ဖြစ်တဲ့အတွက်ကြောင့်ကြားတဲ့သူရောက်တိုင်းဘုရားကောင်းချီးရှိပါစေအချီနီက6တွေ့နေပါစေခေါင်းပါနေပါစေမိုးခေါင်လို့မြေကြီးတွေပက်ချအပ်နေပါစေကျွန်တော်တို့အသက်တာထဲမှာဘာအရေးကြီးလဲဗျာဒိတ်တော်အရေးကြီးတယ်တော့ယေရှုပြောတယ်လေလူဟာမုတ်အားဖြင့်ဘယ်အသက်မွေးရတာမဟုတ်ဘူးတဲ့ဖျားသခင်က तू မိန့်တော်မူသည်မြဖျားစကားအဖြစ်ပါလဲအသက်မွေးရတယ်အာမင်တော့ဒီနေ့ကျွန်တော်အသက်တာထဲမှာမြင်ရတဲ့အခြေအနေကြောင့်အဲ့ဒီအပေါ်မှာအသက်မရှင်နဲ့တင်းရဲ့ခံစားချက်ဒီအပေါ်မှာလည်းအသက်မရှင်နဲ့တင်းအတွက် special ဘုရားသခင်ပြင်ဆင်ထားတဲ့အရာရှိတယ်
တင့်အတွက်ဘုရားသခင်အထူးကြံစီထားတဲ့အကြံစီရှိတယ်သူများလှုပ်လို့သူများပြောလို့အဲ့ဒီနောက်ကိုမလိုက်နဲ့ဗျာဒိတ်တော်နောက်ကိုလိုက်တင့်အတွက်ဘုရားသခင်ဘာဗျာဒိတ်တော်ရှိတယ်ဘုရားသခင်တင့်ကိုဘာစကားပြောလဲအာမင်ဆိုအချင်းဒီဘလို့ပဲဖြစ်နေပလေစေအင်းဆက်ကိုကြည့်ပါဒီအချိန်မှာဘလို့အစတရားနော်ရိတ်သိမ်းနိုင်ပါလေဒီမြေကြီးပက်ချက်အနေတဲ့မိုးခေါင်တဲ့နေရာမှာဘလို့မျိုးစိအခြေပြီးတော့ဒီလောက်ကြီးဘလို့အသီးနှံတွေရိတ်နိုင်ပါလေလူအနေနဲ့စဉ်းစားရင်ကျွန်တော်တို့ရဲ့အုံနောက်နော်ကျုပ်တခါတလေဆိုလို့ရှိရင်ယုံကြည်ခြင်းဖျားစကားဗျာဒိတ်တော်ကိုဗျာဒိတ်တော်နောက်လိုက်ဖို့ဗျာဒိတ်တော်ရဲ့အတန်နောက်ကိုလိုက်ဖို့ညာအတွက်အစီတာဖြစ်တဲ့အရာဘာလဲသိလားကျွန်တော်တို့ရဲ့အုံနောက်ဖြစ်တယ်အရန်တွက်ချက်ဟုတ်တယ်မလားအရန်စဉ်းစားတယ်လူရဲ့ဦးနောက်ကလေဟာဒီလိုဆိုရင်တော့ဟိုလိုဆိုရင်တော့ဒီလိုဖြစ်လာဟိုလိုဖြစ်လာနိုင်ဒီလိုဖြစ်လာနိုင်တယ်ဆိုပြီးတော့ဘာလုပ်လဲလူရဲ့အုံနောက်တွေအခြေအနေတွေနဲ့ကျွန်တော်တို့ရှောက်ပြီးတော့စဉ်းစားတယ်မြင်တဲ့အရာကိုကျွန်တော်တို့ကရွေးချယ်လိုက်တဲ့အခါမှာအဆုံးသတ်ဘာဖြစ်လဲအစင်မပြေဘူးနော်အစင်မပြေဘူးဒါပေမဲ့လောလောဆယ်ဆယ်အစင်မပြေပေမဲ့ဗျာဒိတ်တော်အတန်ရှိရင်အာမင်ပြောပါဗျာဒိတ်တော်အတန်ရှိရင်ဗျာဒိတ်တော်အတန်နောက်ကိုလိုက်ရင်အာမင်ဆိုတော့လောလောဆယ်ဆယ်အစင်မပြေပေမဲ့ဗျာဒိတ်တော်ရှိတယ်အဲ့ဒီဗျာဒိတ်တော်နောက်ကိုလိုက်မယ်ဆိုရင်အဲ့ဒီဗျာဒိတ်တော်ကိုပြီးတဲ့တကူကြီးတဲ့ဘုရားသခင်ကတင့်ရဲ့ဘဝတင်နဲ့ဆိုင်တဲ့မိသားစုတင့်ရဲ့အနာဂတ်အားလုံးကိုတာဝန်ယူသွားမှာဖြစ်ပါတယ်ဆိုဒီနေရာမှာဣဇက်ကခေါင်းပါတဲ့ကာလမှာဘာလုပ်လဲဆိုရင်သူကမျိုးစေ့ကိုကျေးတယ်အဲ့ဒီခေါင်းပါတဲ့ကာလမှာမျိုးစေ့ကျေးလိုက်တဲ့အခါမှာဘယ်နှဆလဲတနစ်ချင်းတွင်အဆတရားသောအတိနံကိုရလေဘသူကောင်းကြီးပေးတာလဲဘုရားကောင်းကြီးပေးတယ်ဒီဘက်မှာ26အငယ်အခန်းငယ်1မှာသူပြောပြီလေဒီမှာပဲနေပါငါမင်းကိုဘာလုပ်မလဲငါကောင်းချီးပေးမယ်ဘုရားဂတိတော်ရှိပြီးသားမင်းအာဗြဟံဣဇက်ယာကုပ်ဟလာမင်းအဖေအာဗြဟံကိုဗတညင်ပေးခဲ့တဲ့ငါထာဝရဘုရားငါကောင်းချီးပေးမယ်ဟာလေလုယာဆိုတော့အဲ့ဒီအခါမှာအချိန်တွေကတော့ခေါင်းပါတယ်အချိန်တွေကတော့အစင်မပြေဘူးဒါပေမဲ့အဲ့ဒီအချိန်မှာမျိုးစေ့ကြီးတယ်တနစ်ချင်းမှာအဆတရားဒါကြောင့်ဗျာဒိတ်တော်နောက်လိုက်တဲ့သူကဘုရားရဲ့ကောင်းကြီးမင်္ဂလာကအစပေါင်းများစွာရည်သိမ်းရတာဖြစ်တယ်။အာမင်။ဒါကြောင့်အခြေအနေနောက်ကိုမသွားနဲ့ခံစားချက်နောက်ကိုမလိုက်နဲ့တခါတလေဗျာဒိတ်တော်ရောက်လာပေမဲ့ကျွန်တော်တို့အုံနောက်ကအမျိုးမျိုးတွက်ချက်ပြီးတော့စဉ်းစားတဲ့အခါမှာဗျာဒိတ်တော်နောက်ကိုလိုက်ဖို့ရန်အတွက်အစည်းအတားတွေဘာဖြစ်သွားတတ်လဲဖြစ်သွားတတ်တယ်။ဒါကြောင့်ဒီနေ့ကျွန်တော်အသက်တာထဲမှာဘုရားသခင်ရဲ့ဗျာဒိတ်တော်စကားအတန်နောက်ကိုလိုက်တော်သူဖြစ်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေအထူးသဖြင့်ဒီနောက်ဆုံးသောကာလအထူးသဖြင့်ဒီလိုခေါင်းပါရတဲ့ကာလအနာယောဂတွေထူပြောလာတဲ့ကာလမှာနော်ဘယ်ကိုပဲသွားမလဲဘယ်နေရာမှာပဲပို့ပြီးတော့အဆင်ပြေမလဲဆိုပြီးတော့အမျိုးမျိုးကျွန်တော်စဉ်းစားလိုက်တယ်လူတွေလည်းအမျိုးမျိုးကျွန်တော်ပြောကောင်းပြောလိုက်တယ်ဒါပေမဲ့ဘာအရေးကြီးလဲဖះအတန်မချားဘဲနဲ့တော့အေလိမလက်တို့လိုမျိုးကျွန်တော်တို့လုပ်ဖို့မလိုဘူးဗျာဒိတ်တော်ရှိပါစေနော်ဘလို့အခြေအနေမျိုးပဲဗျာဒိတ်တော်ရောက်လာရင်အဲ့ဒီဗျာဒိတ်တော်နောက်ကိုလိုက်ပါကောင်းကြီးရှိတယ်အာမင်ကောင်းကြီးဘယ်မှာရှိလဲဗျာဒိတ်တော်ထဲမှာရှိပါတယ်ကွဲကာခြင်းလုံခြုံခြင်းဘယ်မှာရှိလဲဗျာဒိတ်တော်ထဲမှာရှိပါတယ်ပြောချင်တာဘုရားစကားထဲမှာရှိပါတယ်နောက်ဆုံးအနေနဲ့ကျမ်းပိုက်လုကာအခန်းကြီး9ရှင်လုကာအခန်းကြီး9အငယ်4ကနေပြီးတော့မှ6တိအကြောင်းအရာလေးကိုကျွန်တော်တို့ကဆင်ခြင်ခြင်းနဲ့ဒီနေ့နှုတ်ပတ်တော်ကိုဆုံးသက်ခြင်းပါတယ်ဟုတ်ပြီဆိုတော့ဒီမှာအခန်းငယ်4 5 6ပါနော်စကားတော်ပြတ်တော့အခါရေနဲ့ရာအရက်တို့ရွှေ့အောင်လော့ပိုက်ကွန်ကိုချ၍ငါးကိုအုပ်ဆန်းတော်ဟုရှိမုန်အား
မိန့်တော်မူ၏ရှိမုန်ကလည်းသခင်ကျွန်ုပ်တို့သည်တညလုံးကြိုးစားတော်လဲတကောင်ကိုမျှမရပါတို့ရာတွင်မိန့်တော်ရှိလျင်ပိုက်ကွန်ကိုချပါမည်ဟုရှောက်လေ၏ထိုတို့ချကြပြီးလျင်အလွန်များစွာသောငါတို့ကိုအုပ်မိသည်ဖြင့်ပိုက်ကွန်သည်စုပ်ပြတ်စရှိ၏ဆိုဒီနေရာမှာကျွန်တော်တို့ပေတရုတဲ့နော်သူ့ရဲ့မိတ်ဆွေတွေတညလုံးငါဖတ်နေတကောင်မှမရဘူးလို့ပြောပါတယ်မနေ့အစောကြီးသခင်ယေရှုခရစ်တော်ဘုရားသူတို့ရှိတဲ့နော်ဒီရေကန်နာကိုရောက်လာတယ်အဲ့ဒီအခါမှာယေရှုကပေတရုရဲ့လေကိုငားပြီးတော့မှတရားဟောတယ်ပြီးရင်တရားဟောခြင်းကိုခဏရက်တဲ့အခါမှာအခန်းငယ်၄ထဲမှာနော်ပေတရုကိုဘာပြောလဲဆိုတော့ရေနဲ့ရာကိုရွှေ့ပါနော်ယေရှုရဲ့စကားနော်ကောင်းကင်ရဲ့မြေကြီးကိုဖန်ဆင်းတဲ့ယေရှုရဲ့စကားရေနဲ့ရာကိုရွှေ့ပါပြီးရင်ပိုက်ကွန်ကိုချ၍ငါးကိုအုပ်စမ်းပါလို့ယေရှုကပေတရုကိုပြောတယ်ဒါယေရှုရဲ့ဖျားစကားဒီနေရာမှာဒီအချိန်မှာပေတရုအတွက်ဖျားစကားဖြစ်တယ်အာမင်အဲ့ဒီအချိန်မှာပေတရုကဘာပြောလဲရှိမုန်ကလည်းသခင်ကျွန်ုပ်တို့ဒီတညလုံးကြိုးစားတော်လဲတကောင်ကိုမျှမရပါသူကြိုးစားပြီးသွားပြီတဲ့တညလုံးကြိုးစားပြီးသွားပြီတကောင်မှမရဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ဒီဂါလိလဲအိုင်အခုဒီမှာတော့ဂေနန်တရအိုင်လို့ပြောတယ်နော်ဒါဂါလိလဲအိုင်ပဲဖြစ်ပါတယ်အခေါ်အဝေါ်မတူတာနော်ဆိုတော့ဒီဂါလိလဲအိုင်ထဲမှာကပေတရုတို့ဆိုတာကဟိုးငငယ်ကလေးကနေငါးဖမ်းလာတယ်အယံသူတို့ဒီအိုင်နဲ့ပတ်သက်ပြီးတော့ဘယ်အချိန်မှာငါးဖမ်းရင်ရမယ်ဘယ်အချိန်မှာနော်ဘယ်နေရာမှာငါးဖမ်းရင်ရမယ်ဆိုတာသူတို့ကောင်းကောင်းသိတာပေါ့ကောင်းကောင်းနားလေတာပေါ့အထူးသဖြင့်သူတို့ကငါးဖမ်းတာကညပိုင်းမှငါးဖမ်းတယ်နေ့ကဖမ်းလို့မရဘူးဘာဖြစ်လို့လဲဆိုတော့နေ့ကအယံလင်းတဲ့အတွက်ကြောင့်လူရိတ်တွေ့တာနဲ့ငါးထွက်ပြေးသွားတယ်ဘလို့မှဖမ်းလို့မရဘူးဒါကြောင့်များသောအားဖြင့်တငါတွေကညအမောင်ထဲမှာပဲဖမ်းတယ်အဲ့တော့ပေတရုတို့ကထုံးစံအတိုင်းသူတို့ဖမ်းနေကြလုပ်နေကြပုံစံအတိုင်းပဲသူတို့ကတညလုံးကြိုးစားပြီးပြီတဲ့ငါဖမ်းပြီးသွားပြီတကောင်မှမရဘူးတဲ့တကောင်မှမရဒါမဲ့ဒီအချိန်မှာသခင်ယေရှုရဲ့စကားတော်ရောက်လာတယ်အာမင်ယေရှုရဲ့စကားတော်ဘာဖြစ်လာလဲရောက်လာတယ်ရေနဲ့ရာကိုရွှေပိုက်ကွန်ကိုဘာလို့ပါလဲချပြီးအုပ်ပါလို့ပြောတဲ့အခါမှာပေတရုကနားလေဖို့သူမကြိုးစားပါဘူးကိုတော့နော်ကျွန်တော်တို့နေ့မှမဟုတ်တာညဆိုရင်တော့ကောင်းတယ်လေဘာညာသူစင်ကြီးတွေပါတယ်အများကြီးသူမပြောတော့ပါဘူးနော်အဲ့တော့ကိုတော့ပြောတဲ့အတိုင်းရေနဲ့ရာကိုရွှေ့လိုက်တယ်ပြီးရင်ရိုးရိုးလေးပဲနော်ပိုက်ကွန်ကိုဘာလုပ်လိုက်လဲချလိုက်တယ်လူအနေနဲ့ကောင်းကြီးရှိမယ်လို့မထင်ရဘူးအဲ့ဒီနေရာမှာလုတ်ယူလုတ်စင်အတိုင်းမဟုတ်ဘူးဒါပေမဲ့ဘာရှိလဲဘုရားစကားရှိတယ်ပြောပါအောင်ဘာရှိလဲနောက်တစ်နေ့ပြောမစင်ဘာရှိလဲဗျာဒိတ်တော်ရှိတယ်အာမင်ပေတရုဟာဒီအချိန်မှာသူ့ရဲ့ခံစားချက်နောက်ကိုမလိုက်ဘူးသူ့ရဲ့အတိညာဏ်အုံနောက်ဆင်ခြင်းဒီအချိန်မှာရမယ်မရဘူးဘာအဲ့ဒီနောက်ကိုမလိုက်ဘူးဘာလုပ်လဲဗျာဒိတ်တော်နောက်စကားနောက်ကိုလိုက်တယ်အာမင်တဘာဝစန့်ကျင်ဘက်ကျွန်တော်ကိုယ်ပွေတဲ့ဘုရားသခင်မရှိတာကိုရှိစေတယ်မဖြစ်တာကိုဖြစ်စေတယ်အာမင်ကျွန်တော်တို့လူရဲ့အုံနောက်အစိတ်သားလောက်ပဲရှိတယ်လို့ပြောတယ်နော်ကျွန်တော်တို့အုံနောက်အစိတ်သားလောက်ပဲရှိတာအရင်စဉ်းစားတာကျွန်တော်တို့ကတခါတလေဘုရားလုပ်တဲ့အရာတွေကိုကျွန်တော်အုံနောက်နဲ့တိုင်းတာစဉ်းစားတော့ဟာဖြစ်နိုင်၏မဖြစ်နိုင်၏ဟာအရင်တွက်ချက်တဲ့အခါမှာအစမပြေဘူးနော်ဘုရားလုပ်တဲ့အရာတွေကိုအစီတာဖြစ်တတ်တယ်ဒါကြောင့်ခုနကကျွန်တော်ပြောတယ်ဘုရားစကားနဲ့ပတ်သက်ရင်တင်အယံကြီးကိုနားလေဖို့တင်မကြိုးစားနဲ့နားထောင်ဖို့တင်ပြင်ဆင်ပါဘုရားတက်တာထဲမှာမဖြစ်ချင်တာတွေဖြစ်နေတယ်နော်မကြုံချင်တာတွေကြုံနေတယ်နားမလေဘူးဘုရားတိတာပေါ့ဘုရားတိတာပေါ့မငြီးသွားနဲ့လည်းညှို့ထုတ်ပြီးတော့အပြစ်မတင်နေတဲ့ဘာလို့ပါလဲဒီလိုအခြေအနေမှာအလိုတော်ကိုဝန်ခံပြီးတော့ဘုရားကိုချီးမွမ်းပါဘုရားသခင်ကတင့်ရဲ့အခြေအနေတွေကိုဘာလုပ်မလဲပြောင်းပြန်လာလိမ့်အာမင်တော့ဒီနေ့ဒီနေရာမှာပေတရုကဘာလဲဆိုလို့ရှိရင်လူအနေနဲ့စဉ်းစားရင်လုံးဝမဖြစ်နိုင်ဘူးဒါပေမဲ့ပေတရုအတွက်ဒီနေရာမှာဘာရှိလဲ
ဗျာဒိတ်တော်ရှိတယ်နော်အဲ့ဒါကို तू ကနာခံပြီးတော့မှပိုက်ကွန်ချလိုက်တဲ့အခါမှာများစွာသောငါးကိုဘာလုပ်လဲအုံမိတယ်လို့ပြောပါတယ်ဘုရားရှင်နာမဘုန်းကြီးပါစေအကြောင်းပထမဦးဆုံးကျွန်တော်တို့ဖတ်တဲ့ကျမ်းစာတုတ်တန်ကျမ်းအခန်း29အခန်းငယ်18မှာဗျာဒိတ်တော်မရှိရင်လူတွေရဘာဖြစ်လဲအကျိုးနေတယ်ဗျာဒိတ်တော် revelation အတိတ်ဘယ်ကပါလဲဆိုတော့ကျွန်တော်တို့ကိုပြောနေသောဘုရားစကားကျွန်တော်တို့ကိုပဲ့ပြင်နေသောဘုရားစကားအာမင်ကျွန်တော်တို့အတွက်ဘုရားသခင်ဖွင့်ပြတဲ့ဘုရားစကားအဲ့ဒီဘုရားစကားဗျာဒိတ်တော်နဲ့သွားပါအာမင်ဗျာဒိတ်တော်နောက်လိုက်ပါအခြေအနေနဲ့မသွားနဲ့တင့်ခံစားချက်ကဗျာဒိတ်တော်နဲ့ဆန့်ကျင်ဘက်ဖြစ်ကောင်းဖြစ်နေလိမ့်မယ်အဲ့ဒီအခြေအနေခံစားချက်တွေနောက်ကိုမလိုက်နဲ့ဗျာဒိတ်တော်နောက်ကိုလိုက်ပါအာမင် so is it ဗျာဒိတ်တော်နောက်ကိုဘာဖြစ်လဲလိုက်တယ်ပေတရုအခြေအနေနောက်ကိုမလိုက်ဘူးဘယ်သူနောက်လိုက်လဲသခင်ယေရှုရဲ့စကားဗျာဒိတ်တော်နောက်ကိုသူလိုက်တယ်အထူးသဖြင့်ဒီခေတ်ကာလဟာအခြေအနေတွေဟာတော်တော်လေးကိုရိုင်နေပါပြီနော်ခက်ခဲနေပါတယ်ဒါပေမဲ့တင်ဟာအဲ့ဒီအခြေအနေတွေထက်ဒီအခြေအနေတွေကိုကြည့်ပြီးတော့အမျိုးမျိုးစဉ်းစားကြောက်စိုးရိမ်နေဖို့မဟုတ်ဘူးတင့်အတက်တာအတွက်နေ့တိုင်းမှာဘုရားသခင်ရဲ့စကားဗျာဒိတ်တော်ရှိနေဖို့ကအရေးကြီးပါတယ်အာမင်ဗျာဒိတ်တော်မရှိရင်ဘာဖြစ်မလဲအကျိုးနေမယ်အကျိုးနေမယ်ဒါကြောင့်နှုတ်ကပတ်တော်ဖတ်ပါနှုတ်ကပတ်တော်ဆင်ခြင်ပါအာမင်တင့်နှလုံးသားထဲမှာဘုရားစကားရှိပါစေဘုရားသခင်တင့်အတွက်ပြောတဲ့စကားဗျာဒိတ်တော်ရှိပါစေအဲ့ဒီဗျာဒိတ်တော်နောက်လိုက်အာမင်အခြေအနေတွေဘလို့ဖြစ်စေအဲ့ဒီဗျာဒိတ်တော်ရှိနေရင်တင်ဟာတုံလို့เสียအကြောင်းမရှိဘူးအဲ့ဒီဗျာဒိတ်တော်နောက်လိုက်ရင်အခြေအနေတွေကပြောင်းပြန်ဖြစ်သွားတဲ့အထိဘုရားသခင်တင်ရဲ့အတ္တကိုမဆပို့ဆောင်လိုက်မယ်အမြဲတမ်းချုံးမွနေတာတော့မဟုတ်ပါဘူးဗျာဒိတ်တော်နောက်လိုက်တဲ့အတ္တလည်းခါတလေခက်ခဲတွေစိန်ခေါ်မှုတွေရှိပါတယ်ဒါပေမဲ့ဖယားဗျာဒိတ်တော်မလိုက်ဘဲနဲ့တက်တာရာအစဦးเนาะအစပိုင်းမှာအစင်ပြေဖို့เนาะဗျာဒိတ်တော်နောက်ကိုမလိုက်ဘဲနဲ့เนาะကိုအတွေးအမြင်ကိုထင်တဲ့အရာကိုမြင်တဲ့အရာကိုခံစားတဲ့အရာနောက်ကိုလိုက်မိရင်အဖိုးအခပူကြီးပါတယ်လောလောဆယ်ဆယ်ကျွန်တော်နားမလည်ပေမဲ့ဖယားစကားကိုအတွက်ရောက်လာတယ်ဖယားစကားဗျာဒိတ်တော်အသံနောက်ကိုလိုက်တယ်ဆိုရင်တခုပြီးတခုဘုရားသခင်ပြုမဲ့အရာတွေကျွန်တော်အသက်တာထဲမှာမြင်တွေ့လာရမှာဖြစ်ပါတယ်ဘုရားရှင်နာမဘုန်းကြီးပါစေနှုတ်ကပတ်တော်အတွက်အရောက်တိုင်းကိုဘုရားရှင်သာ၍ဖွင့်ပြအလင်းပေးပါစေအာမင်